ဒီကနေ့ခေတ်မှာအများစုလို့ပြောရမလို့ဒီကနေ့ခေတ်မှာကျွလွန်ဖောက်ဖျက်နေတဲ့အပြစ်နှစ်ခုလို့လူတိုင်းတော့မဟုတ်ဘူးပေါ့အဲ့ဒီအပြစ်နှစ်ခုကလူတွေရဲ့ဘဝကိုဖျက်ဆီးနေတဲ့အပြစ်နှစ်ခုဟာဆိုးကျိုးကိုဖြစ်စေတဲ့အရာနှစ်ခုကဘာလို့ဆိုရင်မူရင်းနဲ့လောင်ကစားပဲဖြစ်တယ်တကဘာလုံးအတွက်ကြည့်လိုက်မယ်ဆိုရင်လေမူရင်းနဲ့လောင်ကစားကမူရင်းနဲ့စာရင်တော်သေးတယ်လို့ပြောသို့တော့မြတ်စွာဘုရားကလောင်ကစားပဲဖြစ်ဖြစ်မူရင်းပဲဖြစ်ဖြစ်ဒီနှစ်ခုလုံးဟာဆိုးကျိုးကိုဖော်ဆောင်တဲ့အရာတွေသာဖြစ်တယ်လို့ဒီလိုဟောထားနော်ဒီလိုဟောတာအဲ့တော့မူရင်းဆိုတဲ့နေရာမှာစိတ်ကိုပြောင်းလဲသွားစေတတ်တဲ့အရေးမှန်သမျှဆေးမှန်သမျှရှူတဲ့အနတ်မှန်သမျှဒါမူရစ်ပဲအဲ့ဒီမူရစ်ဆိုတဲ့အရာကိုနမ်းရှူခြင်းတောက်စားခြင်းဒီအသုံးပြုခြင်းဆိုတဲ့ဘယ်လိုပဲလှုပ်လို့ကိုယ်ခန္ဓာကိုပဂရိစိတ်ကိုပြောင်းလဲသွားစေပြီးမမှန်မကန်အတွေးအကြံတွေဖြစ်ပေါ်စေတဲ့အရာမှန်သမျှမူရစ်လို့ဒီလိုနာမည်ပေးတာရစ်တယ်ဆိုတဲ့နေရာမှာသူကဒီရတာမျိုးကိုစိတ်ထဲမှာဆွဲလန်းပြီးနောက်ထပ်ရချင်နေတာအဲ့ဒါကိုရစ်တယ်ရစ်တာကရစ်ယုံနေမကဘူးမူးတယ်လို့ဆိုတာအမှန်မသိတာကိုဆိုလို့တယ်ပေါ့အေးမူရစ်ဆိုတဲ့စကားအတိုင်းပဲဘဝမှာကြီးပွားတိုးတက်ဖို့အရေးပါတဲ့အသိပညာဆိုတာတွေလက်လွတ်ဆုံးရှုံးသွားတာမူရစ်ရဲ့အဓိကဆိုးချိုးပဲဖြစ်တယ်ပေါ့လူရဲ့တွေးနိုင်ကြံနိုင်တဲ့လူရဲ့အရေးချင်းဟာအသိပညာပဲဖြစ်တယ်အသိပညာဖြစ်တဲ့အကြံကောင်းဉာဏ်ကောင်းတွေကိုမထုတ်နိုင်လောက်အောင်လူတွေရဲ့အသိဉာဏ်တွေကိုပျက်စီးသွားစေတဲ့မူရစ်ကိုရှောင်ရှားကြရမှာဖြစ်အဲ့ဒီမှာမြတ်စွာဘုရားထောက်ပြထားတဲ့အပြစ်တွေကိုဘုရားဘာသာဝင်သူတော်စင်တွေတတိထားကြည့်မယ်ဆိုရင်ဟုတ်လားမဟုတ်လားကိုယ့်အကိုစဉ်းစဉ်ကြည့်မယ်မြတ်စွာဘုရားကမူရစ်နဲ့မူရစ်ကိုအသုံးပြုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာဘာတွေဖြစ်နိုင်တုံးဆိုနံပါတ်1ကတန်ဒိဋ္ဌိကဓနစာနိတကယ်လက်တွေ့ကတော့အကျိုးချက်ချင်းကတော့ဘာလို့ဆိုရင်ပစ္စည်းဥစ္စာတွေကုန်လိမ့်မယ်ဆုံးရှုံးသွားမယ်မူရစ်အတွက်ပစ္စည်းတွေကိုသုံးတော့ပစ္စည်းဥစ္စာဆုံးရှုံးခြင်းဆိုတဲ့ဟာနဲ့ပထမဆုံးရင်လောကလူတွေဟာပစ္စည်းဥစ္စာပေါ်မှာယက်တည်နေကြငွေကြေးဒနာရှာကြရတယ်ငွေကြေးဒနာပေါ်မှာယက်တည်ပြီးတော့အသက်ရှင်ကြအေးမူရစ်နေပြီဆိုလို့ရှိရင်အရေးအကြီးဆုံးကကိုယ့်ရဲ့စီးပွားဥစ္စာပျက်စီးသွားတာပဲဖြစ်တယ်ပေါ့ဒါနံပါတ်1ပဲဒါဖြင့်မူရစ်ကိုအကြောင်းပြုပြီးဘာတွေဖြစ်လာနိုင်တော့ဆိုရင်တောက်စားဖို့တောက်စားပဲခြင်းတို့ပဝန်းကျင်တို့ခက်ရဒေါသတွေဖြစ်လာဒါမို့ဒီကနေ့ခေတ်မှာဆိုရင်သတင်းစာချာနယ်တွေထဲမှာမတွေ့ခြင်းအဆုံးပဲမူရစ်တောက်စားပြီးရဖြစ်ကြလို့တတ်မှုဖြတ်မှုဆိုတဲ့ရာဇဝမှုတွေကျွလွန်ကြဒါမျိုးတွေဖြစ်ကုန်တာပေါ့နော်အဲ့တော့ဒါတွေဟာကောင်းကျိုးလားဆိုးကျိုးလားစဉ်းစားကြည့်မယ်ဆိုတန်မိုးရှိတဲ့ဘဝတစ်ခုရရှိကြတာမူရစ်ကိုအကြောင်းပြုပြီးအသက်ဆုံးကြရတယ်မူရစ်ကိုအကြောင်းပြုပြီးတော့အသိဉာဏ်တွေဆုံးမသွားတယ်ဘလောက်ဆုံးရှားဝေထားတဲ့ပစ္စည်းဥစ္စာတွေဆုံးတယ်ရှားဝေထားတဲ့အသိပညာတွေဆုံးရှုံးသွားတယ်တဝုနဲ့တူမတည့်ပဲနဲ့ရန်ခိုက်ဒေါသတွေဖြစ်တယ်အဲ့ဒါလို့မူရစ်ကိုအကြောင်းပြုလာလို့ရှိရင်လောကမှာကောင်းတဲ့အမှုဆိုတာမရှိမကောင်းတဲ့အမှုတွေလုပ်ဖို့သာဖြစ်ထို့တူပဲကစားတယ်လောင်းကစားတယ်ဆိုတာဟာလည်းပဲနံပါတ်1ကိုကအနိုင်ရလို့ရှိရင်ရှံသူများတယ်နိုင်တဲ့လူကိုရှုံးတဲ့လူတွေကတတ်ဖို့ချောင်းနေကြတယ်အမြဲတမ်းဒါမှမဟုတ်နိုင်သူရံပွားတဲ့ရံများတယ်ဒါကြောင့်မို့လို့ဖဲဝိုင်းမှာအသက်ခံရတယ်လို့လောင်းကစားဝိုင်းမှာအသက်ခံရတယ်ဘဝမှာဆုံးရှုံးသွားတယ်ကိုနိုင်လိုက်တာကိုနိုင်လိုက်ရတယ်ဆိုတဲ့ရထားတဲ့စီးပွားဥစ္စာအားလည်းပဲပြုတ်ပတ်လောက်အောင်ချမ်းသာကြွယ်ဝဖို့ဆိုတာမဖြစ်နိုင်အဲ့ဒါကြောင့်မို့ကိုနိုင်လိုက်လို့ရှိရင်လည်းပဲစိတ်ချမ်းသာကိုချမ်းသာနေနိုင်တဲ့အနေထားမဟုတ်ဘူးရှမ်းသူတွေကိုဝိုင်းဝိုင်းလဲလာလိုက်မယ်
ရှုံးတဲ့အခါရောရှုံးတဲ့အခါကျတော့စိတ်ဓာတ်တွေကြပြီးကိုယ့်ကိုယ်တတ်သိခြင်းအောင်ဖြစ်သွားကြဟောနိုင်ရင်လည်းမကောင်းဘူးရှုံးရင်လည်းမကောင်းဘူးရထားတဲ့စီစဉ်ဥစ္စာတွေလည်းပျက်စီးတယ်ဆုံးရှုံးတယ်ဆိုဒါကြောင့်မို့လောင်းကစားဆိုတာကိုလည်းပဲမြတ်စွာဘုရားမလုပ်သင့်ဘူးလို့ရှုတ်ချပြောကြတယ်ဒါကိုချင်းတရားကိုထိမ့်သိမ်းဆော့ရှုတ်တဲ့နေရာမှာဒီနှစ်ခုဟာလည်းပဲတတိပြုเสียရပဲဖြစ်တယ်ပေါ့ဒါကြောင့်ကိုချင်းတရားဟာစီပါဥစ္စာတိုးတက်ဖို့အတွက်များစွာအရေးပါတယ်လို့ဆိုတာကိုမြတ်စွာဘုရားကဒီသုတ်တံမှာခေါ်ထားပုံလေးကိုကြည့်စာပေကျမ်းမှာကိုချင်းတရားပြပြတယ်ဆိုတဲ့စကားလုံးကိုချင်းတရားဆိုတာဘာလဲသီလကိုပြောတာလောကမှာလူတွေမှာသီလဆိုတဲ့စိတ်ကံပြတ်သွားပြီဆိုရင်ဒီဆိုးကျိုးတွေဟာဟိုကဝင်လာဒီကဝင်လာဒီဘဝမှာလည်းဆိုးကျိုးတွေနဲ့နောက်ဘဝမှာလည်းပဲမကောင်းတဲ့ဘဝရောက်ရှိပြီးတော့အဲ့လိုသွားနိုင်ဒါကြောင့်မို့ဒီဘဝမှာလည်းမကြည့်ပွားဘူးနောက်ဘဝမှာလည်းမကြည့်ပွားဘူးအေးရသော်ဘုရားကဒါကိုတတိပေးတဲ့အနေနဲ့ဟောတာနော်ကိုချင်းတရားပြက်ပြားလာပြီသီလပြက်ပြားလာပြီဆိုရင်ဘာဖြစ်လဲဘာဖြစ်နိုင်တယ်လဲလူတယောက်ဟာတမန်အပြင်တော့ဘုရားဘာသာဝင်သူတော်စင်တွေကတွေ့ထင်ကြတယ်ဒီဘဝကိုချင်းတရားမကောင်းတဲ့လူကနောက်ဘဝငရဲကြမယ်ဒီလောက်ပဲတွေးမယ်နော်အေးနောက်ဘဝငရဲကြမယ်ဆိုအခုမခံရသေးတော့တချို့ကသိပ်ပြီးတော့ဟိုခရီးမဆိုင်တဲ့သဘောမျိုးဖြစ်တယ်ဒီဘဝဒီကိုစံမယ်နောက်ဘဝနောက်ကိုခံမယ်ဆိုတဲ့အတွေးတွေနဲ့နောက်ဘဝဟာငါမဟုတ်ဘူးလို့ထင်ကောင်းထင်နေကြလိမ့်မယ်ပေါ့သို့တော့မြတ်စွာဘုရားဟောထားပုံကဒီဘဝကစပြီးပျက်စီးတယ်ဆိုတာတတိထားဖို့လို့ပေါ့အဲ့တော့ကိုချင်းတရားပြက်ပြားလာတဲ့ပုဂ္ဂိုလ်တရားဟာနံပါတ်1ဖြစ်ပေါ်လာနိုင်တဲ့အရာကပါလဲလို့ဆိုကိုချွေးနဲ့သွေးနဲ့အနှစ်နဲ့အလားလားရှားဝေစုဆောင်ထားတဲ့ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးခြင်းနဲ့ကြုံရတယ်တဲ့ဒါနံပါတ်1ဆုံးချိုးပဲနော်ဘလောက်ပဲချမ်းသာကိုချင်းတရားပြပြသွားပြီဆိုရင်ကုန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တုန်းကဗာရဏသီကဂရေ80ကျွယ်ဝတဲ့တထေသားသူကိုယ်တိုင်ကဂရေ80ကျွယ်ဝတယ်သူ့ရဲ့ဇနီးဖြစ်တဲ့တထေသမီးကလည်းဂရေ80ကျွယ်ဝတယ်အဲ့ဒီဂရေ80ကျွယ်ဝတဲ့တထေသားနဲ့တထေသမီးအတူတူပေါင်းဆက်ပြီးသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဟာအလွန်များတော့တသက်တာမှာကုန်နိုင်စရာအကြောင်းမရှိဘူးသို့တော့တထေသားအသိဉာဏ်မရှိတဲ့အတွက်ကြောင့်အတောက်စားအကစားသမားတွေနဲ့ပေါင်းမိပြီးသူတို့ရဲ့မြောက်ပင့်ပေးမှုလောကလူတွေဆိုတာမြောက်ပင့်ပေးတာပဲနော်ဝန်းရံကြတယ်ဆိုတာမြောက်ပြီးတော့ဝန်းရံကြတာဝိုင်းပြီးတော့လူတယောက်ပျက်စီးဖို့ဆိုရင်မြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကအများကြီးဖြစ်လာအဲ့ဒါလိုဖြစ်လာတဲ့အခါမှာကိုယ်ပညာအသိမရှိတဲ့ပုဂ္ဂိုလ်ဟာကိုမြောက်လို့မြောက်မှန်းမသိဘူးကိုပစ္စည်းတွေစတင်ပြီးတော့သုံးတာဖြုံးတာစလုပ်တာဂရေ80ဟာတခဏအတွင်းမှာပဲတောက်လိုက်စားလိုက်သုံးလိုက်ဖြုံးလိုက်နဲ့ကုန်သွားတယ်ဇနီးဖြစ်တဲ့တထေသမီးရဲ့ပစ္စည်းတွေကိုလည်းပဲထိုနည်းအတိုင်းပဲသုံးလိုက်ဖြုံးလိုက်တာဂရေ80ကုန်သွားတယ်ပိုင်ဆိုင်တဲ့လေဟာကိုင်းကျွန်းနေလေလုံနေတဲ့ပုဂ္ဂိုလ်တွေကပြန်လီအနှံ့ခြင်းမရှိဘူးကြွေးတွေဆုံးနောက်ဆုံးကြတော့ခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့ဘဝမျိုးကိုရောက်သွားတယ်ဆိုတာလူရဲ့သမိုင်းမှာအထင်ရှားဖြစ်ပေါ်ခဲ့ဘူးတာဒါဘာကြောင့်ဒီလိုဖြစ်သွားတော့ဆိုကိုချင်းတရားပြက်ပြားလို့ကိုချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာဘလောက်ချမ်းသာနောက်ဆုံးမှာဆင်းရဲမွဲတွေ့သွားဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုပမာဒာဓိကရဏမဟာတိဘောဂဇာနိကိစ္စနိကိစ္စတိကိုချင်းတရားပြက်ပြားသွားလို့ရှိရင်တဲ့မူရည်တောက်စားအသိဉာဏ်နဲ့ကင်းမဲ့သွားသည့်ကြောင့်ကိုပိုင်ဆိုင်တဲ့ကြီးမားတဲ့စီစဉ်ဥစ္စာတွေဟာပြက်ပြားဆုံးရှုံးသွားနိုင်တယ်လို့
ဒါတတိပေးလိုက်တယ်အဲ့တော့စီးပွားပြတ်နိုင်တယ်လို့ဒီလိုဆိုလိုတာပဲဘလို့ချမ်းသာစီးပွားပြတ်သွားနိုင်တယ်ကိုချင်းတရားပြတ်ပြီဆိုရင်စီးပွားပြတ်နိုင်တယ်ဒါကိုတတိထားမှဖြစ်တယ်နောက်ဘဝမှာငရဲကြမှာမဟုတ်ဘူးအခုဘဝမှာပဲစီးပွားပြတ်သွားတယ်ဒါကြောင့်မို့ကိုချင်းတရားမပြတ်ပြအောင်ထိမ့်သိမ်းဆောက်ရှောက်ဒါဖြင့်ကိုချင်းတရားပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြပါဖြစ်တယ်ကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တွေကသူများလို့ကိုချင်းတရားပြတ်ပြားပြီးမူရစ်လောင်းကစားနေတာမလုပ်သည့်အတွက်ကြောင့်စီးပွားဥစ္စာတွေတည်ထန်တိုးတက်များပြားပြီးချမ်းသာတဲ့ချမ်းသာတယ်လို့ဒီလိုဆိုလိုတာပဲပြန်အားဖြင့်ဒါကြောင့်မို့ကိုချင်းတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကချမ်းသာပြီးကိုချင်းတရားပြတ်ပြားတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးအပြစ်ကဆိုးကျိုးကတော့ရှားပွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးပျက်စီးလက်လွတ်သွားခြင်းပဲဖြစ်တယ်ဒီလိုဆို